အရှင်သာရိပုတ္တရာရှင်သူမြတ်ကြီးမဟာသေနလို့ခေါ်တဲ့ပုံနာကြီးတစ်ယောက်ရဲ့အိမ်ကိုကြွပြီးတော့ဆွမ်းခံတယ်မဟာသေနဗျမနကအရှင်သာရိပုတ္တရာကြီးမြင်တော့ပုံနေတာဒုတိယနေ့ဆွမ်းခံကြွတယ်ပုံနေတယ်ရှင်သာရိပုတ္တရာကြီးကိုသူတွေ့မခံဗရိခိဏဝိဘဝဒလိတောဗရိခိဏဝိဘဝငါတို့ရှိတဲ့စည်းစိမ်ဥစ္စာတွေကပျက်စီးပြီးတော့မှဒလိတောဆင်းရဲသားဖြစ်သွားပြီအာဟိဇံမိဒုက္ကတောမယံဒုက္ကတဘာဝနဇာနာတိမင်းကြီးငါဆင်းရဲသွားတာဒီမထေမသိဘူးထင်တယ်မဟာသေနတထေးကငကောတထေးကြီးသူကတထေးကြီးကနေပြီးတော့မှဘောဂဗျတနာပေါ်ပဲစီးရင်ဥစ္စာတွေပျက်စီးပြီးတော့ဆင်းရဲသားဘဝသူရောက်နေတာနောက်တကသူငယ်စဉ်ကအရှင်သာရိပုတ္တရာရဲ့အဖေခမည်းတော်ကြီးနဲ့သူကအရန်ရင်းနီးတဲ့ပုံနာကြီးအဲ့တော့ရှင်သာရိပုတ္တရာကိုမြင်ရတွေ့ရတော့သူဘာဖြစ်တော့မေးလိုက်တော့သူတငယ်ချင်းရဲ့သားဖြစ်နေလို့လည်းပဲကိုသားလေးတစ်ယောက်လို့ချစ်တာပေါ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ထံတော်အနီးမှာပညာရာအတော်ဆုံးအတတ်ဆုံးဆိုတဲ့ဣတရက်ဘွယ်တူကြီးရပြီးတော့ဓမ္မသေနာပတိတရားစစ်သူကြီးဖြစ်နေတာကိုကြည့်ပြီးတော့လည်းပဲကြည်ညိုတာသားလို့လည်းချစ်တယ်ကြည်လည်းကြည်ညိုတယ်အဲ့ဒါကြောင့်လှူခြင်းတဲ့ဘာလူရမလဲကြည်လိုက်ပြန်တော့နတ္ထိမေကောစီဒေယဓမ္မောဘာမှလှူစရာမရှိဘူးဘာမှလှူစရာမရှိလို့အဲ့ဒါဘာလို့တော့မေးလဲပုံပြီးတော့ဒုက္ခမနေရပုံပြီးတော့နေရဘယ်အမှလှူဝဲဝတ္ထုလေးရမလဲလို့တွေးပြန်တော့လည်းပဲလှူဝဲဝတ္ထုကရတဲ့အကြောင်းကိုမပေါ်ဘူးသူ့မှာဒီလိုဖြစ်တရတော့ကံကောင်းထောင်းမှလို့ပြိဿဗျမနဝါစကလို့ခေါ်တဲ့ပုံနာကြီးတွေရွတ်ဖတ်တဲ့ပွဲတော်ဝဲကသူ့ကိုပင့်ဖိတ်တယ်ပင့်ဖိတ်တဲ့ခါကျတော့အဲ့ဒီကိုသွားတော့ယုခပေါ့သူတို့ဗျမနမန္တန်တွေရွတ်ကြတယ်ရွတ်တဲ့ပွဲကပြီးတော့သူ့ကိုယုခအနေနဲ့လှူကြတယ်နှုတ်ထမင်းလေးတပူးနဲ့ပစိုးချမ်းလေးတစ်ထည်သူရအဲ့ဒါလေးရလဲလာရောဤမံပိဏပါဒံဘယထေရတဓာတုံဝတ္တတိဒီဆွန်းလေးကိုတော့ဟေးတဲ့ငါမထေကိုလှူဖို့ရန်သင့်တော်တယ်လို့ဒီလိုတွေးတဲ့သုံးတတ်တယ်ဆိုင်ဆိုင်မြိုက်မြိုက်ပဲရှင်သာရိပုတ္တရာကြီးကလည်းအဲ့ဒီမှာဘာဖြစ်တော့မေးတယ်လို့ကြွလာတော့တငယ်ချင်းတထေးရဲ့သားဆိုတော့ကြည်လဲကြည်ညိုတဲ့သားတယောက်လိုလဲချစ်ထားတဲ့ပုဂ္ဂိုလ်ဖြစ်လို့ရှင်ဘုရားကြွပါဗျာအိမ်ထဲထိကြွဟာအိမ်ထဲကြွပြီးရှင်သာရိပုတ္တရာကြီးထိုင်ပြီးတော့နေတဲ့အခါလက်လေချီပြီးတော့ပုံနာကြီးကရှင်သာရိပုတ္တရာကိုတစိမ့်သိမ့်ကြည့်ပြီးသူပြောပြမှာပေါ့အရှင်ဘုရားအဖေနဲ့တပည့်တော်ကဘလို့ယဉ်နီးတာဘလို့ချစ်ကြတာတပည့်တော်တထေးဘုရားတပည့်တော်ရှင်ဘုရားတို့အိမ်လာတော့ကရှင်ဘုရားက9နှစ်10နှစ်9နှစ်သားအရွယ်ရှေးဟောင်းနှောင်းပြစ်တွေပြန်ပြောပြီးတော့ပြလှူကျင်တာလည်းကြာပြီရှင်ဘုရားရေတဲ့တပည့်တော်လှူစရာမရှိလို့ခဏိတော်စိုက်စိုက်မြိုက်မြိုက်ဒီလှူဘဝတ္ထုလေးရလို့နှုတ်ထမင်းလေးရှင်ဘုရားလက်ခံပေးပါဗျာနှုတ်ထမင်းလေးလက်ခံပေးပါဗျာဆိုရှင်သာရိပုတ္တရာအဲ့မှာအလှခံတယ်အလှခံလိုက်တဲ့အခါတဝက်လောက်လဲလောင်းလို့ပြီးရောရှင်သာရိပုတ္တရာကလက်နဲ့တားတယ်ထေရောဥပဒံတံပတိစိတ်တဝါထေရောဥပဒံတံပတိစိတ်တဝါဟထေနာပတ္တံပိရိဟတိပတ္တေနဟတံပိရဟိလက်လေးနဲ့ကာလိုက်တယ်တော်တော်တဲ့ဒီလောက်ဆိုရအဲ့တော့ပြိဿရှင်သာရိပုတ္တရာကြီးကပုံနာကြီးစားဖို့လဲခြံခဲ့ခြင်းတယ်ဒါပြောတာမထေရကြီးများပြိဿအလှခံပုဂ္ဂိုလ်တာအလှခံနီးလေးနော်ကြည်လိုက်ပြားလို့ကျင့်တယ်ဆိုတာအဲ့ဒါပြောတာပြားကောင်များဟာပြိဿပန်းဝတ်ကြီးစုပ်လိုက်တော့ပန်းမှာအလှမပြတ်ဘူးရနံလည်းမပြေဘူးကိုယ့်အတွက်လည်းပြိဿအာဟာရဖြစ်တယ်
အခုလည်းပဲရှင်သာရိပုတ္တရာရှင်သူမြတ်ကြီးပုံနာကြီးထံလူခံနဲ့ပုံနာကြီးလည်းစားတရားရှိကောင်းမှုအကျိုးငါလည်းဖြစ်ကိုယ့်အတွက်အာဟာရလည်းဖြစ်ဒီလိုရည်ရွယ်တာအဲကြောင့်ပြားကောင်ပမာကျင့်ကြတယ်လို့ဒီလိုနားလည်ရအောင်ဒါပေမဲ့ဒီနေရာမှာပုံနာကြီးကမထေရကြီးကလက်ကလေးနဲ့ကာပြီးတားလိုက်တဲ့အခါဣဒလောကသင်္ကဟံအကတဝါဒီဘဝအတွက်ဒီလောကအတွက်တော့မကြည့်ပါနဲ့ရှင်ဘုရားရဲ့ဒီတဲ့ပို့ပြီးဆင်းရဲစရာလည်းမရှိတော့ပါဘူးဗရာလောကသင်္ကဟံကရောထဗရာလောကသင်္ကဟံကရောထတပည့်တော်နောင်ဘဝအတွက်ဒေသာကြည့်ပြီးတော့ရှင်ဘုရားရဲ့ချီးမြှောက်တော်မူပါဆိုတော့မှအဲ့ဒီမှာပုံနာကြီးကလည်းပြောကောင်းအကုန်လုံးလောင်းတယ်လောင်းတယ်ပြီးတော့ပြည့်သရတရားကတက်လာတော့ဘာဖြစ်တော့မေးပစိုးချမ်းလေးပါကိုလှူခြင်းစိတ်ပေါက်တော့ရှင်ဘုရားဒီပစိုးချမ်းလေးလည်းလှူခံပေးပါသင်္ကန်းဖြစ်3သူနေကထိုင်ဖြစ်3သူအခင်းထွက်3သူ3ကျင်ဟာ3ပေါ့ပြည့်တဲ့ပစိုးချမ်းလေးလည်းလှူတယ်အဲ့ဒီကောင်းမှုကြောင့်ပြည့်တဲ့ဘာဖြစ်တော့မေးအဲ့ဒီပုံနဲ့အဲ့ဒီဘဝကနေသေပြီးတော့ပြည့်တဲ့ကောင်းတဲ့ဘဝရောက်ပြီးတော့နောက်ဆုံးတော့ဘာဖြစ်တော့မေးဝဏဝါဒီတိတ်တမထေဆိုတာဖြစ်ပြီးတော့အာသောကင်းကွာတဲ့ယဟန္တာကြီးဖြစ်ပါတယ်ဗျာ